nhà đấy ta con cho vi số đó xin nắp gì cả nắp đi về mà đi ha biết sắp ra xí giáo xí là cha vậy này cả tí lô đấy sáng nay đi nè mấy con mấy cha làဖြစ်đi vậy mà số gìလူသားတွေချိန်ပေးရသည့်အတွက်ကြောင့်နတ်တွေဟာလူပြေကိုဆင်းလာနိုင်ခြင်းမရှိဘူးလူသားတိတ်ဆိတ်လို့ညတဲ့ကောင်ကြော်ပြီးဆိုရင်နတ်တွေဟာခွင့်ရရပြီးရှုတည်းရဲ့မြတ်စွာဘုရားရှေ့မှာဘွားကနဲ့ပေါ်လာကြပြီသူတို့သိလို့တဲ့မေကွန်းတွေမေးကြတာဖြစ်တယ်နတ်တွေပဲဖြစ်ဖြစ်မြမာတွေပဲဖြစ်ဖြစ်လူဘုံလူလောကနဲ့ဆက်ဆက်ပြီးတော့နေကြတာသူတို့ဘဝတွေကဘယ်လိုဆက်ဆက်တာတော့ဆိုလူဘဝမှာကုသိုလ်ကောင်းမှုလုပ်ကြတဲ့ပုဂ္ဂိုလ်တွေကနတ်ပြည်ရောက်ကြတာတိရစ္ဆာန်ကနတ်ပြည်ရောက်တယ်ဆိုတော့မရှိဘူးတော့မဟုတ်ရှိအလွန်ရှားတယ်ပေါ့နော်အဲ့တော့နတ်ပြည်ရောက်တဲ့ပုဂ္ဂိုလ်တွေဟာလူပြည်မှာအခြေခံပြီးတော့နတ်ပြည်ရောက်သွားကြတာဖြစ်တော့ကြောင့်လူဘုံနဲ့နတ်ဘုံဟာဆက်သက်မှုတွေကြီးမားတယ်လို့ပြောလူဘုံတော်ကကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာနတ်ပြည်ပြမပြည်ရောက်ကြ။တမန်ဒါနကောင်းမှုတို့သီလကောင်းမှုတို့လုပ်တဲ့ပုဂ္ဂိုလ်တွေဟာနတ်ပြည်မှာဖြစ်နိုင်ကြတယ်။ဒါနသီလတဲ့ပူလွန်ပြီးတပ္ပတကျင့်စဉ်ကိုအောင်မြင်မြင်ကျင့်လို့စံတရားရသွားပြီဆိုရင်ပြမဘုံထီအောင်တက်လှမ်းသွားကြတာ။ဒါလည်းလူပြည်ကသွားတာပဲဖြစ်တယ်ပေါ့။ဒါကြောင့်လူဘုံနဲ့ဘုံပြမဘုံဆိုတာဟာအကြောင်းအကျိုးအဖြစ်ဆက်ဆက်နေကြဥပမာမဲ့မြန်မာလူမျိုးတွေကနိုင်ငံခြားသွားပြီးလှုပ်လို့ကြတယ်ကိုယ်စာတိမြေဖြစ်တဲ့မြန်မာပြည်ကိုပြန်ပြီးတော့တတိယချမှာပဲဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်မြန်မာပြည်ကိုအခြေခံပြီးတော့နိုင်ငံခြားမှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေရှိသလိုနိုင်ငံခြားမှာအခြေခံပြီးတော့မြန်မာပြည်မှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေလည်းရှိကိုယ်ဆင်ပြေတဲ့ဘဝကိုယ်အခြေပြုခဲ့တဲ့ဘဝပြန်လေးဆက်သက်မှုဆိုတာထုံးတဲ့ဆင်လာတစ်ခုလိုပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့နတ်တွေဟာဖျားပွင့်လာတဲ့အခါမှာသူတို့အတွက်ကောင်းကျိုးချမ်းသာရဖို့ဆိုလူတွေတဲ့ပို့အာရုံစိုက်တယ်လို့ပြောရမှာဖြစ်တယ်လူတွေကတော့ဒုက္ခဒုက္ခချမ်းသာလိုက်ဆင်းရဲလိုက်နဲ့လူဘဝဟာဆင်ပြေလိုက်မပြေလိုက်နဲ့ဘဝမှာဒီလိုနေကြတာအစင်တစိုက်အစင်ပြေနေတယ်ဆိုတော့မရှိကြဘူးပေါ့